အားလုံးပဲမင်္ဂလာပါဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့ပဝင်းကျင်ကပ်ဘေးများကြားမှာခရိယန်ဤမျှော်လင့်ချက်ဆိုတဲ့ဖော်ပြချက်နဲ့ပတ်သက်ပြီးတော့ရှင်းချက်များဖြစ်တူတူကပိုင်းခြားဆင်ခြင်ကြရမှာဖြစ်တယ်အနန္တဓမ္မပညာနဲ့ပဝင်းကျင်ဗေဒကိုပေါင်းဆက်ပြီးတော့ပဝင်းကျင်ကပ်ဘေးကြားမှာခရိယန်ရဲ့မျှော်လင့်ချက်ဆိုတဲ့ခေါင်းစဉ်နဲ့တရားဒေသနာတစ်ခုကိုဖော်ပြပေးမှာဖြစ်တယ်ဒီဒေသနာဟာလောကီအခြေအနေများရဲ့ပြောင်းလဲလွယ်မှုကိုလက်ခံပြီးတော့ဘုရားသခင်ရဲ့အသက်ပြန်လဲဖန်ဆင်းတဲ့ကဘာတစ်ကိုမျှော်လင့်ခြင်းဖြင့်ယခုလက်ရှိစောင့်ရှောက်သူရဲ့တာဝန်ကိုတွဲဖက်အားပေးပါလိမ့်မယ်။ဒါကြောင့်ပဝင်းကျင်ကပ်ဘေးများကြားမှာခရိယန်ရဲ့မျှော်လင့်ချက်ဆိုတာကိုနားလည်ဖို့အတွက်အဓိကကျမ်းချက်များဖြစ်တဲ့နှစ်ပေ33မှာငါတို့မူကားဖြောင့်မတ်ခြင်းတရားတည်ရာကောင်းကင်တဲ့နှင့်မြေကြီးတဲ့ကိုဂရိတော်အတိုင်းမျှော်လင့်ကြ၏ကပ္ပဦးနှစ်15မှာထာဝရဘုရားသခင်သည်လူကိုယူ၍အေဒင်ဥယျာဉ်ကိုလှုပ်စေခြင်းစောင့်စေခြင်းကထားတော်မူ၏ဆိုတဲ့ဖော်ပြချက်တွေပဲဖြစ်ပါတယ်။ဒါကြောင့်ယနေ့ကျွန်တော်တို့ဟာပဝင်းကျင်ဆိုင်ရာကပ်ဘေးတွေယာတိဥတုပြောင်းလဲမှုတွေတဘာဝဘေးအန္တရာယ်တန်ဇဒကုန်ခန်းမှုတွေကိုရင်ဆိုင်နေရတာဖြစ်တယ်။ကျွန်တော်တို့ရဲ့ကဘာကြီးကနာကျင်နေရတယ်။မယုံကြည်သူတွေကကြောက်ရွံ့ခြင်းနဲ့အပြစ်တင်ခြင်းဖြစ်တုံ့ပြန်ကြပါတယ်။ဒါကြောင့်ခရိယန်တဦးအနေနဲ့ကျွန်တော်တို့ရဲ့မိကွန်းကဒါပါပဲအရာအားလုံးကပျက်စီးတော့မယ်ဆိုရင်ဘာကြောင့်ကျွန်ုပ်တို့ဂရုစိုက်နေရမှာလဲဘယ်မှာလဲကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်ဆိုတဲ့မိကွန်းတွေပဲဖြစ်ပါတယ်ဒါကြောင့်ခရိယန်ရဲ့မျှော်လင့်ချက်ဟာလက်ရှိကဘာကြီးကိုကယ်တင်ခြင်းမဟုတ်ပါဘူး၎င်းဒီဖရာသခင်အသစ်ပြန်လည်ဖန်ဆင်းမဲ့ကဘာအသစ်ဖြစ်ပြီးတော့မှဒီမျှော်လင့်ချက်ကကျွန်ုပ်တို့ကိုယခုလက်ရှိပုံမကောင်းမွန်စွာနေထိုင်ဖို့တွန်းအားပေးခြင်းသာဖြစ်ပါတယ်ဒါကြောင့်ပဝင်းကျင်ကပ်ဘေးများကြားမှာခရိယန်ရဲ့မျှော်လင့်ချက်ဆိုတာကိုနားလည်ဖို့အတွက်အပိုင်းတစ်အနေနဲ့စောင့်ရှောက်သူဤတာဝန်ပိုင်ဆိုင်ခြင်းမဟုတ်အမှုတော်အပိုင်းနှစ်အနေနဲ့ကဘာတိဤမျောလင့်ချက်အနန္တဤအာမခံချက်အပိုင်းသုံးအနေနဲ့မျောလင့်ခြင်းနဲ့လက်တွေ့အတ္တတာဒီကုန်းချုပ်နဲ့နှုတ်ဆက်ချက်ဆိုတဲ့အချက်တွေကိုပိုင်းခြားဆင်ခြင်ကြရမှာဖြစ်တယ်။ဒါကြောင့်အပိုင်းတစ်အနေနဲ့စောင့်ရှောက်သူဤတာဝန်ဖြစ်တဲ့ပိုင်ဆိုင်ခြင်းမဟုတ်အမှုတော်ဆိုတာကိုနားလည်ဖို့အတွက်မူလရွေချက်နဲ့ဝိညာဉ်ရေးချိတ်ဆက်မှုနှစ်ခုကိုလေ့လာဆင်ခြင်ကြရမှာဖြစ်တယ်။ဒါကြောင့်မူလယူရချက်ကကဘာဦးနှစ်15မှာဘုရားသခင်သည်အာဒံကိုအေဒင်ဥယျာဉ်ကိုလှုပ်စေခြင်းစောင့်စေခြင်းကထားတော်မူ၏ဆိုတဲ့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဓမ္မပညာအရလူအခွင့်အာဏာဆိုတာကအာဏာရှင်အဖြစ်လွှမ်းမိုးခြင်းမဟုတ်ပါဘူး။၎င်းသည်ဘုရားသခင်ရဲ့ကိုယ်စားစီမံခန့်ခွဲသူအဖြစ်ချစ်ချင်းမေတ္တာနဲ့ဂရုစိုက်မှုဖြင့်အုပ်ချုပ်ခြင်းသာဖြစ်တယ်။ဖန်ဆင်းခြင်းသည်ဘုရားသခင်ရဲ့အဖို့တန်လက်ရပဲဖြစ်တယ်။ဒါကြောင့်ကျွန်ုပ်တို့ပဝန်းကျင်ကိုထိခိုက်စေခြင်းဟာဖန်ဆင်းခြင်းကိုမလေးမဆလုပ်ခြင်းသာဖြစ်တယ်။ဒါကြောင့်ဝိညာဉ်ရေးချိတ်ဆက်မှုဆိုတာကိုနားလည်ဖို့အတွက်ကောလောသဲ 1:16 ကခရစ်တော်အားဖြင့်ခတ်သိမ်းသောအရာကိုဖန်ဆင်းတော်မူ၏ဆိုတဲ့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်ုပ်တို့ဖန်ဆင်းခြင်းကိုဂရုစိုက်ရခြင်းရဲ့ပထမဦးဆုံးအကြောင်းရင်းကခရစ်တော်ကိုချစ်သောကြောင့်ပဲဖြစ်ပါတယ်။ကျွန်ုပ်တို့မြင်တွေ့နေရတဲ့သစ်ပင်တိရစ္ဆာန်တိုင်းဟာဘုရားသခင်ရဲ့စကားလုံးဖြစ်ဖန်ဆင်းခဲ့ခြင်းဖြစ်တဲ့အတွက်ကြောင့်၎င်းတို့ကိုတန်ဖိုးထားခြင်းဟာခရစ်တော်ကိုချီးမြှောက်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်အပိုင်းနှစ်အနေနဲ့ကဘာတိဤမျှော်လင့်ချက်အဖြစ်အနန္တဤအာမခံချက်ဆိုတာကိုနားလည်ဖို့လက်ရှိကဘာဤပျက်စီးလွယ်မှုနဲ့ကောင်းကင်တဲ့နဲ့မြေကြီးတစ်ဆိုတဲ့အချက်နှစ်ချက်ကိုလေ့လာကြရမှာဖြစ်တယ်။ဒါကြောင့်ပထမချက်အနေနဲ့လက်ရှိကဘာရဲ့ပျက်စီးလွယ်မှုဆိုတာကိုသိဖို့အတွက်ယောမ 8:22 မှာဖန်ဆင်းထားသောအရာရှိသမျှတို့သည်ယခုတိုင်အောင်တညီတညွတ်ထဲညီးထွားမိတန်းလျက်ဝေဒနာကိုခံရကြသည်ကိုငါတို့သိကြ၏ဆိုတဲ့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။ဒါကြောင့်တဘာဝပဝန်းကျင်ဗေဒနဲ့ဓမ္မပညာကိုသိရှိဖို့တဘာဝပဝန်းကျင်ကပ်ဘေးတွေယာတိဥတုဖောက်ပတ်မှုတွေဟာအပြစ်ကြောင့်ဖန်ဆင်းခြင်းရဲ့မပြည့်စုံမှုနဲ့ညီးထွားနေခြင်းကိုထင်ဟပ်စေပါတယ်။လောကီလူသားတွေကဒီညီးထွားတန်ကိုကြားပြီးတော့ကြောက်ရွံ့ခြင်းဖြင့်တုံ့ပြန်ကြပါတယ်။ဒါကြောင့်ကောင်းကင်တဲ့နဲ့မြေကြီးတဲ့ကိုနားလည်ဖို့နှစ်ပေ33မှာငါတို့မူကားဖြောင့်မတ်ခြင်းတရားတည်ရာကောင်းကင်တဲ့နဲ့မြေကြီးတစ်ကိုခရစ်တော်တိုင်မျှော်လင့်ကြ၏ဆိုတဲ့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်တယ်။ဒါကြောင့်ခရစ်ယာန်တွေရဲ့မျှော်လင့်ချက်ကတော့ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဟာမြေမှုန့်ပေါ်မှာရေးထားတဲ့ယာယီကယ်ဆယ်ရေးစီမံချက်မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကခရစ်တော်ရဲ့ပြည့်ပြည့်စုံတဲ့အုပ်ချုပ်မှုအောက်မှာရှိမဲ့အသစ်ပြန်လည်ဖန်ဆင်းခြင်းပဲဖြစ်တယ်။၎င်းသည်လောကကြီးလုံးဝပျက်စီးသွားပြီးမှဘုရားသခင်ကလဟဒပြန်လည်ဖန်ဆင်းခြင်းမဟုတ်ပါဘူး။၎င်းသည်ယခုရှိသောအရာကိုပြောင်းလဲပေးခြင်းပြန်လဲထူထောင်ပေးခြင်းသာဖြစ်ပါတယ်။ဒါကြောင့်အပိုင်းသုံးအနေနဲ့မျှော်လင့်ခြင်းနဲ့လက်တွေ့အသက်တာကိုနားလည်ဖို့အတွက်ခရိယန်တို့အနေနဲ့ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကအကောင်းဆုံးသောအနာဂတ်ကိုသိရှိစေရန်အတွက်
ကျွန်တော်တို့ဟာအဆိုးရွားဆုံးသောပတ်ဝန်းကျင်ပြဿနာကိုရင်ဆိုင်ဖို့အသင့်တော်ဆုံးများဖြစ်ပါတယ်။ဒါကြောင့်စောင့်ရှောက်သူ၏လှုပ်ဆောင်ချက်နဲ့အေးဝေလိကိုချိတ်ဆက်ခြင်းဆိုတဲ့အချက်နှစ်ချက်ကိုလေ့လာရမှာဖြစ်တယ်။ဒါကြောင့်စောင့်ရှောက်သူ၏လှုပ်ဆောင်ချက်ကိုနားလည်ဖို့အတွက်အနန္တဒီပြည့်ရမှုကိုမဖြစ်စေပါဆိုတာကိုနားလည်ရမှာဖြစ်တယ်။အရာအလုံးကဘလို့ပဲဖြစ်လာခရစ်တော်ရဲ့အမှုတော်ကိုချစ်တော်စိတ်နဲ့ကျွန်တော်တို့ဟာပတ်ဝန်းကျင်ကိုအကောင်းဆုံးဂရုစိုက်မှာဖြစ်တယ်။ဥမာရေလျှက်စစ်တအားချို့ချံချွေတာခြင်းအမိုက်လျှော့ချခြင်းစသည်တို့ပဲဖြစ်တယ်။၎င်းဟာဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ချစ်ချင်းမေတ္တာဖြင့်လှုပ်ဆောင်ခြင်းကိုနားလည်ဖို့ပတ်ဝန်းကျင်ကိုထိမ့်သိမ့်ခြင်းဟာကျွန်တော်တို့ရဲ့အိမ်နီးချင်းကိုချစ်ခြင်းပဲဖြစ်ပါတယ်။ဥမာစင်ရသားများအနာဂတ်မျိုးဆက်များကိုထိခိုက်စေမဲ့ညဉ့်ညမ်းမှုများကိုရှောင်ရှားခြင်းပဲဖြစ်တယ်။ဒါကြောင့်အေဝံဂေလိကိုချိတ်ဆက်ခြင်းနဲ့ပတ်သက်ပြီးတော့အနန္တရဲ့သတင်းစကားအဖြစ်ပတ်ဝန်းကျင်ကပ်ဘေးများကိုကြောက်ရွံ့နေသူများအခရစ်တော်ရဲ့အေဝံဂေလိသတင်းစကားကိုပြောပြပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ပြဿနာကလောကရဲ့နာကျင်မှုဟာလူသားရဲ့အပြစ်ကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်တမန်ကျမ်းစာရဲ့အဖြစ်ကယေရှုခရစ်ဟာလူသားရဲ့နဲ့ဖျားသခင်လူသားနဲ့တဘာဝပတ်ဝန်းကျင်အားလုံးကိုပြန်လည်သင့်မြတ်စေမဲ့တဦးတည်းသောကယ်တင်ရှင်ပဲဖြစ်ပါတယ်။ဒါကြောင့်ဤကုန်းကျုံနဲ့နှိုးဆော်ချက်ကိုနားလည်ဖို့ချစ်ခင်ရတဲ့ညီကိုမောင်နှမတို့ကဘာကြီးရဲ့ညီထွားတန်ကိုကြားတဲ့အခါစိုးရိမ်ပူပန်မှုနဲ့တုံ့ပြန်မဲ့အစားမျှော်လင့်ခြင်းနဲ့တုံ့ပြန်ရမှာဖြစ်တယ်။တဲ့ရဲ့မျှော်လင့်ချက်ကိုကောင်းကင်တဲ့နဲ့မြေကြီးတဲ့ဂရိဘောင်မှာထားရှိရမှာဖြစ်တယ်။ထိုမျှော်လင့်ချက်ကတင့်ကိုယခုပင်ဖျားသခင်ဤသစ္စာရှိသောစောင့်ရှောက်သူဖြစ်တွန်းအားပေးပါလိမ့်မယ်။ဒါကြောင့်အနန္တရဲ့မျှော်လင့်ချက်ကိုယုံကြည်ပြီးတော့အေဂုလီဖြစ်မေတ္တာအေဂုလီဤမေတ္တာဖြစ်ဖျားသခင်ဤဖန်ဆင်းခြင်းကိုစောင့်ရှောက်ပါလို့ဖိတ်ခေါ်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်ယနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာပတ်ဝန်းကျင်ကပ်ဘေးများကြမှခရိယန်ရဲ့မျှော်လင့်ချက်ဆိုတဲ့အကြောင်းကိုနားလည်ပြီးတော့ဘုရားသခင်ပြုလုပ်ပေးတဲ့ကျေးဇူးတော်ကိုရွေးချယ်ဝန်ခံတတ်စေဖို့ရန်ကြံ့ချက်များဖြင့်ဖော်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နားတော်သူအားလုံးပေါ်ဘုရားသခင်ဤကျေးဇူးတော်တက်ရောက်ပါစေ။အာမင်။